လုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ကိုကောက်မလေးနဲ့မဟုတ်ပဲသူများကောက်မလေးနဲ့လည်းဆော်လိုက်ရတယ်လို့မျိုးပွားဆိုလို့ရှိရင်လည်းမျိုးဆော်လိုက်ရတယ်ပေါ့နော်ခုအဲ့ဆိုတော့အခုဝတ်ထားတဲ့အင်ဂျီလေးကိုပြီးတော့နေအခုဝတ်ထားတဲ့စပင်လေးကိုပဲဝတ်ထားပါနော်အဲ့ဆိုတော့ကိုကြိုက်တဲ့ခဲလေးတရားကိုပေါ့နော်ခဲတရားကိုသူ့နဲ့ချီချိုလိုက်အောင်ခဲတရားကိုလိုမျိုးပေါ့နော်လိုက်လိုက်ခဲတရားကိုခေါ်ပြီးတော့သူ့ cherry ဆိုရဟာလေးနှိပ်လိုက်ပေါ့နော်နှိပ်ပြီးတော့ねသူချလိုက်ပေါ့နော်ပြီးရင်သူ့အင်ဂျီပုံလေးပေါ့နော်အင်ဂျီလေးနှိပ်လိုက်နှိပ်ပြီးတော့နားလေးနော်ပြန်တရားလေးဒီအင်ဂျီလေးဝတ်ပြီးလိုက်ပေါ့နော်အဲ့အင်ဂျီလေးဝတ်ပြီးလိုက်ပေါ့โอเคအဲ့ဒါဝတ်ပြီးတာနဲ့သူ့ကိုဒီလို cherry ချီလိုက်ပေါ့နော်ပြီးရင် brine နဲ့ပြောင်းလိုက်ပေါ့နော်ပြောင်းပြီးတာနဲ့ကဲအိမ်သွားပေါ့ကဲအိမ်သွားပြီးရနဲ့ကဲကိုချီလိုက်ပါချီလိုက်မှတလားကဲကအဲ့လိုလက်တတကြီးဖြစ်သွားကဲကလက်တတကြီးဖြစ်သွားရင်ဘာကဲပြန်ချပြီးလိုက်ပါဒီမှာကဲကမှသူ့ချပြီးတော့ဒီပေါ့နော်ဒီမှာပြန်ကျဲခဏနော်ကိုကျဲအင်ဂျီလေးဝလာမှာသူ့အနေနဲ့ဖြစ်သွားပြီပေါ့နော်သူခုနလိုက်နေမှာအဲ့ဒီလောက်လိုက်ပေါ့နော်ခုသူ့အနေနဲ့လဲဆော်လိုက်ရပါပြီရှင့်အားလုံးပဲကျေးဇူးတင်ပါတယ်တတ